မျိုးတွေကျွန်တော်ရေးပြီးမတင်မိတာယူကျွန်တော်နော်အမှနောက်ဆုံးပိတ်နေ့ကို16တင်ထိုးလို့ကျွန်တော်ရေးပြီးရအရန်မိန်းက46ပါမှာ6ပိတ်ရတယ်6ပိတ်ဆွဲချမလွတ်အောင်ကျွန်တော်ရေးတာနော်အပိတ်နေပါဝါထွက်ရင်ပါဝါပဲပြန်ပိတ်ပေးရမှာ16မှာ16ပဲကျွန်တော်ရေးပြီးရဗျာအဲ့မှာခင်ဗျားတို့မပေါက်ချင်လို့ပါဗျာကျွန်တော်ထွက်မှပြောတော့မဟုတ်ပါဘူးဗျာတကယ်ပါဗျာတကယ်ကျွန်တော်ဦးလေးမင်္ဂလာဆောင်ဆိုတော့ကျွန်တော်တို့ကအညာဘက်ကဥဖက်ဘက်ကနေငှားတာဆိုလိုက်ရှိကြပြီးတော့တွားပို့ရတာမျိုးအဲ့ကနေအချိန်မရတာမျိုးမနေ့ကလည်းကျွန်တော်ရတဲ့အချိန်ရတဲ့ဂျားတန်းကျွန်တော်မနေ့ကတင်ပြီးပါတယ်မနေ့ကခွန်ထိတ်နဲ့ကျွန်တော်တင်တာများတယ်မနေ့ကမလာဘူးဗျာညနေ16ဗျာအမှတကယ်ဗျာကျွန်တော်ထွက်မှပြောတော့မဟုတ်ပါဘူးကျွန်တော်ပြပါဦးမယ်နေပါဦးကျွန်တော်ထွက်မှပြောတော့မဟုတ်ပါဘူးထွက်မှပြတာမဟုတ်ဘူးဒီမှာ3နာရီ24မိနစ်မှာအမှမစစ်ပူတာဒါကျွန်တော်အတိတယောက်ပေါ့နော်နှလုံးကဏ္ဍလှမ်းတောင်းတဲ့အတိတယောက်သူကလည်းလက်တမဆင်းနေတာဒီနေ့ဖြစ်ရှင်တော့အမှ3နာရီ24မိနစ်မှာကျွန်တော်ဒီနေ့16တင်ထိုး46ကိုမိန်တပုံမျိုးနဲ့ထိုးဖို့ဗျာ6ပိတ်ရတယ်လို့ကျွန်တော်ပြောတာအဲ့ဒါကိုသူကဖုန်းကအိမ်ထားခဲ့တယ်သူဒါမိုဘိုင်းလမ်းကြံဂိမ်းဆော့နေတော့အဲ့ကနေ6တိဆိုပြီးသူက1000နဲ့မှ1000ထိုးရတယ်1000ဘိုးပဲပေါက်တယ်အမှကျွန်တော်ကတော့မိုးရမပြောဘူး3000ဘိုးပေါက်တယ်ကျွန်တော်ဖြတ်ပိုင်းလေးပဲပြပြီးနေမယ်ဗျာကျွန်တော်3200ဘိုးပေါက်တယ်ကျွန်တော်နော်မိုးရမပြောဘူးကျွန်တော်ပြမယ်နော်ကျွန်တော်အမှ3နိုင်24မိနစ်ကကျွန်တော်လှမ်းပို့လိုက်တာပတ်စံလည်းမတောင်းဘူးကျွန်တော်ကခမတို့ဖုန်းနံပါတ်ကလေးနဲ့လှမ်းမအားလို့ကျွန်တော်ကအဲ့လိုတင်မရရင်ခဏလေးပြအောင်ဖုန်းနံပါတ်ကလေးရေးပြီးထားတယ်39966421 3992ကိုခေါ်ပြီးတော့ခေါ်ပဲတောင်းမက်ဆေ့ပဲပို့ပို့ဆိုပြီးကျွန်တော်ရေးထားတယ်အဲ့မှာ3နိုင်24နှစ်မှာကျွန်တော်လူထိုးအောင်လို့16ကိုတင်ထိုးလို့46ပိတ်ရရတယ်လို့ကျွန်တော်ပြတာသူက6တိလို့ထိုးရတယ်ဖုန်းကအိမ်ကျန်းနေတော့ကျွန်တော်မက်ဆေ့ကိုသူကမကြည့်မိဖုန်းကတူတာမိုဘိုင်းလက်ကြံဂိမ်းဆော့နေတော့အဲ့မှာကျွန်တော်ဒါမှကျွန်တော်ပြအောင်မယ်ဟိုဘက်နေ့ကဒါရွှေနှက်ကကြောင်ကနမောက်ကဦးစင်း8ခွန်ထူးလို့ကျွန်တော်အမှဗုဒ္ဓဦးနေ့ကအစိုးရ9နိုင်34ကျွန်တော်မြို့ပန်းနေပါဒီမင်္ဂလာဆောင်ကျဲဘူးသွားဝယ်ရမြို့ကျွန်တော်တောင်တွင်းကြီးမြို့နော်သွားဝယ်တော့8ခွန်အထူးလို့အားစရာမလိုဘူးဖေဟာလို့မင်းရောက83နဲ့84လို့အရန်88ရ86ရ80 82 85အကုန်တည်ထိုးပါဦးစင်းလို့8ခွန်အကြိုက်ဆုံးပါဖေဟာလို့84တုန်းကဒုတိယအကြိုက်ဆုံးပါဖေဟာလို့ကျွန်တော်အမှရေးတင်တာကြာတာပေးနေ့မနေ့အတွက်ပါလို့ကျွန်တော်အမှရေးတာ12ရက်2လပိုင်း2026ဆိုပြီးတော့9နိုင်24ရချစ်ခွန်ဆိုပွဲပြီးအိုင်းနေ88ဆိုပြီးပူးသွားကြံကနန်းကိုဒီနေ့လဲကျွန်တော်မိုးရံပြောအမှဒီနေ့မှကျွန်တော်ပို့တာ3နိုင်24မိနစ်ညနေထိုးချိန်ရလေးတယ်ဒီ6ကိုတင်ထိုးခိုင်းတာ6ပိတ်ရတယ်လို့ကျွန်တော်ပြောတယ်တကယ်ဗျာကျွန်တော်တကယ်ဒီနေ့တော်တော်စိတ်မကောင်းဘူးဘာလို့လဲဆိုကျွန်တော်ကနန်းကိုထိုးရလူတော့ပေါက်မှာပဲကျွန်တော်တင်လိုက်လို့ရှိအချိန်ကမရလို့ဗျာဒီနေ့ဒါကျွန်တော်နှလုံးတွက်တဲ့မှတ်စုကျွန်တော်ဒီဥသားလေးရနှလုံးတွက်တဲ့မှတ်စုကိုကျွန်တော်ဒီမှာ16ကိုတင်ထိုးလို့46ကိုမိန်းလို့6ပိတ်ရတယ်6ပိတ်ဆွဲချမလွတ်အောင်ဆိုပြီးကျွန်တော်အပိတ်နဲ့ပါဝါထွက်ရင်ပါဝါပဲပြန်ပိတ်ပေးရမယ်16မှာ16ပဲလို့ကျွန်တော်ရေးတာဗျာမတင်ဖြစ်တာဗျာကျွန်တော်နော် line ကလည်း wifi နဲ့တုံးတော့ဆိုတော့အလုပ်လုပ်တဲ့နေရာနဲ့ wifi နဲ့တခြားစီပြီးတော့တင်မရဘူးဗျာဖြစ်ရှင်တော့မပေါက်ထိုက်လို့ခင်ဗျားတို့